Yari, Saudi Vision, Iso Ang Chia Chia, Indian Iso, Misuma Pian, State Nalong Alu, Down the Iwe, Abia Biduha, a Gonalong, Bibi Ang Yayo, Iwe, Iso Pandandara, Down the Iwe, Abia Bidu, Bibi Alu, Chia Bari, Gawa Saga Dori. Isu Pandandara Napia, Sauna Yue, Abia Bidu, Piri Yama, Pandandare, Pilaru, Yuza Bido, Pia Jenya, Pijan Iso Misuma Pian, Sauna Yue, Abia Bidu, Again Jamashi, a going alone busy on Yame. Tila Nati, Pido, Puyari, Guru, a Piariari, India Kana, Mimiade, Tiano Sulu Healing, Body a Veruha, Dana, Yuri, a die, a Bia Tiduha, Gung, the Lone Piri, Amin Jayare, Pajamu, Igedu. Easy Amin Jaya Badarum Sulu Healing, a car gone, Bawa gone, Waria gone, Payabunum, a car gone, Tuba, Nabawa, Tuba, Bawa, Yaya, Bawa gone, Go here, nip it, go. Buddha to Ila, Maria, Turam, Maria, Gong, Ego, a carbo, Gona, sea feeling. Go a lucide, Tana, you a B on Turam, Mido, Yuja, Vare, a Shimbang, a B. Busy Amin Gilen, Neva, Samuel Guaduaro, Mujare, Buddha, Sajarua, Idwe Chingham, Swan and Yahu. Duravandu, Island of Duravan Sazaru, Sadu Nina Luna Varia, Tudan Bido, Ujame, Surin. Again, Yamashi, a golden long busy Amin Yame, to Ya. This is Natia down the Uya Abidu, Easy Jenga, Lucy Yade, Duravan Saga, Ego, Nimia de Ache, Kabawa, P. Lam, Lona Varia, Tudan Bido, Ato Bido, Uja. Ego, Maria, Tudan Bido, Yuja, Lin, alone the busy Amin Yare. Yashin, Related Dora, Ego, Tudan Bido, Yuja, busy Amin Yare, Tudan Saga, May Dwanai, Pija, Pido Yao, busy Amin Yare, Tudan Usa. Abinchi, Ego, Yaria Jare, Pujare, Tudil, Kayakin Balana, Minion I see I don't see now that one Yasi long at the two down. Tana, you dying, Masive, Siva Ani, Turagado, Sujare, Kutu, Bene, so Pin, Biro, alone zone, Piso Pantandra, Napiama, Tana, Sujare, Lodine. Eagle, Pujare, Turavon, and Sagaruma, Pema, Dana, you die, Mabina, Mabiwe, Kiani, Ikanda, Easy, Amin Yame,
အခုအားလုံးသောသူတော်ကောင်းအစားစားတို့သည်ဘုရားစေရီရင်မြင်၌အခါအားလျော်စွာဘဝအားလျော်စွာမြင့်မြတ်တာကိုသိပြီးတော့များစွာသောသူတော်ကောင်းအပေါင်းတို့သည်လင်းမြန်ပွက်လက်တဲ့တရားဝရိယာတွေနဲ့ထူထောင်ပြီးတော့ဘုရားရွှေလက်ထက်တော်ကပဲအသီးတို့ဟာဝင်ပြပြီးတော့လုံးလာဝရိယာတွေနဲ့ထူထောင်ပြီးတော့နေကြတာကိုမြင်ရလို့ဘုရားရွှေလက်ထက်တော်ကဒီကဲ့သို့လုံးလာဝရိယာတို့နှင့်ဘုရားသာသနာကိုချီးမြှောက်ပူဇော်ကြတဲ့သူတော်ကောင်းအစားစားတို့သည်တောင်းလာတဲ့အတိုင်းပြီးတယ်လို့ဒီကနာပြီးကြမှာလို့မြင်ကြတဲ့သူတော်ကောင်းအစားစားတို့ဟာကဝမ်းမမြောက်ပဲဒီသူမှနေကြမည်မဟုတ်ဝမ်းမြောက်ကြပြီလိမ့်မယ်တို့အခုအားလုံးတို့သည်ဤကဲ့သို့ပူဇော်ပြီးတော့နေတာကိုအာနာမထားပဲနဲ့မြင့်မြတ်တဲ့ချမ်းသာဒုက္ခကိုမှန်သားတဲ့အတိုင်းကြီးအောင်ဟာထူထောင်ပြီးတော့ညီရတာကိုညီထူထောင်ပြီးတော့ညီကြတာကိုညီရတယ်ဘယ်လိုညီရပါလဲဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေဥစ္စာကိုအာနာမထားပဲနဲ့ဘုရားရှင်သာသနာဒီကြောင့်ဒီအမျိုးမျိုးအဖျားပြားတွေကိုသူတော်ကမစီမပါမခိုင်နေနဲ့အလုံးစုံကြီးအောင်ကိုယ်တိုင်ဒီအဲဒီလိုပြုကြတယ်ပြုကြတဲ့အခါမှာစားခြင်းတောက်ခြင်းကိုမှအမှတ်မရပဲနဲ့ဤကဲ့သို့ရှင်းရှင်းဒီပြုကြတယ်လို့အာနာမထားပဲနဲ့ပြုတာမြင်ရတယ်ဟိုခဏမြဒီလိုဘုရားသာသနာ၌ကြီးလို့ပြီးတော့ပူဇော်ကြတဲ့သူတော်ကောင်းတဲ့အဖျားပြားတို့အနာမှာရောက်သွားတဲ့အခါမှာမြင်ရတယ်ဘယ်လိုမြင်ရပါလဲဆိုတော့ပရိယေဒနာခန္ဓာဝန်အတွေ့ကိုမုတ်တိသာလမှုကင်းတယ်ဟောမှာဒီသာဒီရဲ့အချင်းပြုလို့အချင်းအခါမှာပင်မဲ့ဘူတော်မှုမပြည့်စုံလို့ဖြစ်သောကြောင့်ဘုရားသာသနာဒီကြောင့်အသောအကူကိုရှင်လန်းပွဲလေပြီးတော့ကိုယ်တိုင်ပြုရနေရမှာပြုတဲ့နေရာတည်တတ်မဲ့ခိုင်ရဲမဲ့နေရာမှာဒီနေရာမှာပင်ပြုလို့ရင်းပင်တင်မဲ့ပရိယေဒနာအတွက်ဖြစ်တဲ့အစာအာဟာရတို့စားတဲ့ဥစ္စာဒီနာကမရှိဘဲနဲ့သူတို့အပြိုင်နဲ့သေးဗျာထားယူပြီးတော့ဘုရားသာသနာဒီဘိုးရပြုတဲ့မြောင်းကြီးတွေမှာထိုင်ပြီးတော့အကုန်လုံးစားနေကြတယ်ဗျာဒါပါလို့ဆိုတော့အစီအပွားပြုနေတဲ့အချိန်အခါဟာလိမ့်ပြီးတော့သွားမှာဆိုပြီးတော့အချိန်ကြီးမဖြစ်အောင်ဆိုပြီးတော့အဲ့လိုထိုင်ပြီးတော့စားတော့တဲ့တရားဝရိယာတွေပဲလို့ပဲအားလုံးတို့ဝမ်းမြောက်ကြရမှာပါဗျာကြည့်ရင်ဒီလည်းပဲဒီကဲ့သို့ဘုရားရှင်အဆုံးအမကိုရတဲ့ချိန်ကစပြီးဒီကာလကြတော့ကိုမချတဲ့ဝရိယာနဲ့ဒီလိုဆောင်ရတာဗျဘယ်လိုလုပ်ဆိုလို့ရှိရင်လေးရတော့ပြည့်စည်လို့နေတယ်ကွာဘုရားရှင်သာသနာဒီကြောင့်အမျိုးမျိုးအဖျားရာတို့အာနာမထားဘဲနဲ့အခုပူဇော်တယ်အဲဒီလိုပူဇော်ရင်းပင်သုံးမှာပါဘုရားသုံးမှာတော်မူတဲ့အဆုံးအမတော်ဒီသရဏဝိဇ္ဇာနှစ်ဖြားရှိတယ်
ဒီတော့လေးပါးပြည့်စည်ရင်တော့ဘယ်နေရာမှမလူရအောင်အမြဲအားဖြင့်အရိယာဘုလေးပါးတို့၌တစ်ဆက်တည်းဤဥစ္စာဟာပျော်ရွှင်ပြီးတော့ဒီကဲ့သို့အမျိုးမျိုးအပြာပြာကြီးကိုသူတော်ချင်းကိုပြုဒီကဲ့သို့သူတော်ချင်းကိုပြည့်စည်လေးပါးနဲ့တော့ညစ်တဲ့ကိုရာအပြာပြာပြုတယ်အဲ့ဒါလိုပြုမှုဒီစရဏကုခေါ်တယ်ဒီကဲ့သို့စရဏကုကိုပြုရင်ပင်ဘုရားသုံးပါတဲ့အဆုံးအမနဝရောယုံနာတို့မလိရအောင်ရုပ်ပေါ်နာမ်ပေါ်၌ခိုင်ခိုင်မြဲမြဲစိတ်ကိုမရွေ့အောင်ထားပြီးတော့တောကူကိုထူထောင်ကြတယ်ဒီတော့အချိန်တစ်ခုလေးမှာပင်သရဏဝိဇ္ဇာနှစ်ခုလုံးကျုံအောင်ဟာတပြိုင်နက်တည်းပြည့်စည်အောင်ရတယ်ဒီကဲ့သို့အချိန်တိုင်းတို့မှာသရဏဝိဇ္ဇာနှစ်ဖြာသုံးနေအောင်ပါအောင်ပြုရပြီဖြစ်တော့ကြောင့်ဘုရားရွေးလက်တဲ့တို့ကညစွာသောသူတော်ကောင်းအစားသားတို့သည်မှန်းရတဲ့အတိုင်းအလုံးစုံတို့ဟာပြီးအောင်ရင်ပြီးတော့အဖျားပြားသောဘောဓိတွေဥစ္စာသိကြကြပါလို့ဗျာဒီကိုဘုရားကျင့်တဲ့တော်ကဝရိယထူထောင်လို့မြင့်တဲ့ဘုန်းအဖျားပြားတို့ဟာသူဘောဓိနဲ့သူနဲ့ပြီးအောင်မြင်ကြတာကိုသိပြီးတော့အခုလည်းပဲကိုမန္တာကြီးရတဲ့အတိဘောဓိတို့ပြီးအောင်မြင်ကြအောင်ဝရိယထူထောင်ပြီးတော့အာနာမထားပဲနဲ့ယောဂပြီးတော့အာထုကြတောင်းတာကြီးရတဲ့အတိုင်းဟာအတိပြီးအောင်မြင်ကြမယ်အားကြောင့်လို့ဆိုအခါဘဝကမြင့်ရပြီးတော့နေရတယ်ဝရိယဝူရာရင်ထူထောင်ပြီးတော့ကျိုးစားပြီးတော့ယူမှုဖြည့်ရှင်ကောင်းတို့မလူရအောင်ဟာလေကျိုးစားပြီးတော့ယူကြအားလုံးတို့လည်းပဲဘုရားကျွေးတဲ့တော်ကလူဝရိယအပြီးတွေဥစ္စာညာဖြပြထူထောင်ကြသည်ဖြစ်သောကြောင့်ဘုရားရှင်သာသနာဒီယာဒီကြောင့်အယံစေဒီဘောဓိအပြီးတွေဥစ္စာဟာပြီးအောင်မြင်ကြတယ်အခုအချိန်အခါမှာသူတို့မိတွေကိုသူတို့အင်းကိုပူဇော်ကြတယ်ခရောင်းတိုင်းပေါင်းခဏိအားလုံးကိုပူဇော်ကြတဲ့ဥစ္စာ6000ကျော်ဗျာ6000ကျော်အားရှိတယ်တခါကြီးများတယ်မကြီးများတို့ရဲ့ဗျာအခုတခါကြီးများတယ်မကြီးများတို့ပူဇော်ကြတဲ့ဟာသူပါပြီးတော့အတူမရှိပါလေဘုရားရှင်တို့မိတဲ့တိုင်းမိတဲ့ဖွင့်မြဒီကဲပူဇော်ကြရပြင်
အလူရှိတဲ့တောင်းတာကြီးပဲရဲ့အတီးအတီးတို့အစာအကုန်ကြီးပြီးပါတယ်ဘယ်ဘောကြီးမဆိုတောင်းတာတဲ့အတိုင်းအကုန်ပြီးအောင်မြင်နိုင်ကြတယ်ဒါကြောင့်မှတော့ဆိုတော့အတူတူမရှိပါလေဖရာရှင်ပွင့်တော်မူတဲ့အခါမူဖရာရှင်ပွင့်တော်မူတဲ့အခါမှာတော့ဖရာရှင်ကိုနှစ်တဲ့ကျေသူတော်မှုတို့သူတော်ပြီးတော့နှစ်တဲ့ဘောဒီအတိအတိကိုယူကြမယ်ဆိုလို့ရှိရင်အကုန်လုံးပြီးအောင်မြင်ကြရဗျာပေဘောဒီမဆိုပြီးတော့နေတဲ့ဘောဒီမပြီးအောင်မြင်မှုမဖြစ်ခင်မှာပဲနဲ့သံဃာတော်ကွင်မှာကျင်လီကြရတယ်ကျင်လီကြရတဲ့အခါကြပြီဆိုလို့ရှိရင်ဆင်းရဲကိုအနည်းငယ်မျှမှမသိရအောင်ဒီကဲချမ်းသာဒုက္ခတွေနဲ့ပြီးအောင်မြင်ကြတယ်ဒီလည်းပဲအားလုံးတော့သူတော်ကောင်းအစားအစာတို့မှာဒီကဲပြီးရှင်းကျင်တို့ကဲကိုပြင်တယ်မဲ့ဆင်းရဲကိုမသိရအောင်ချမ်းသာဒုက္ခတွေရှိကြပါလိမ့်မယ်ကိုသူတို့မှာအယံရောအယံနဲ့တော့ကတိတိအယံပါအယံအလုံးစုံဒီဥစ္စာတရားသာရဏ၌သာပူဇော်မိကြတယ်သာဝရိယရှိကြလို့ကိုယ်နှလုံးတို့သာတခဏသာတဘောသာမဟုတ်ဘူးသံဃာတဲ့ကြောက်လုံးအတွက်အကုန်လုံးလုံနောက်ကြပါဗျာဒါကြောင့်အားလုံးတို့သာဝမ်းမြောက်ကြဒီကဲပြုကြတာကိုအတိတို့အညီရပြီးတော့ပြုရသည်ဖြစ်သောကြောင့်ဒီကဲရှေးသူတော်ကောင်းများတို့ပြုတယ်လို့သာအကုန်လုံးပြီးအောင်ကြတာတမဲ့ဒီကဲကိုညီညွတ်ကြပြီဆိုမှအကုန်လုံးချမ်းသာဒုက္ခဖြစ်ကြရောပြီးတော့ဒီကဲကိုကုသိုလ်တွေကညီညွတ်ပြီးတော့အတိအပြုကြသည်ဖြစ်သောကြောင့်ချမ်းသာဒုက္ခတွေဟာပြီးတာသိပြီးဆိုတော့တူနဲ့တူသာကိုပြည့်စုံတင်ကြရတယ်ဒီတော့ကျေးဇူးတင်ဆိုတာဘယ်လိုတော့လို့ရှိနေဒီလိုကျေးဇူးနေသံဃာတဲ့လျှောက်လုံးလို့၌ဒီလိုညီလို့ပြီးတော့ပြရပြီဆိုတော့ဆင်းရဲကိုမသိရအောင်ချမ်းသာကြမှာဗျာဒါပါလို့တော့ဆိုတော့ကိုယ်နှလုံးညို့ပြီးတော့ပြုကြသည်ဖြစ်သောကြောင့်ဘယ်လိုချမ်းသာကြအမှုကိုပြီးအောင်ကြရတယ်ပြီးတော့လာကြည်ဒီလိုကျေးဇူးတင်ကြရတယ်တူနဲ့တူပါအဲ့ဒါလိုကျေးဇူးတွေတင်ကြရတယ်ကျေးဇူးတင်လို့ရှိကြပြီဆိုမှဖြင့်ဒီကျေးဇူးကုန်တွေအောင်းပြီးဆိုမှဖြင့်အလုံးစုံစာပြီးအောင်မြင်တော့တယ်ဘယ်လိုများပြီးပါလဲဆိုတော့တကယ်လို့အခုထပ်ပြီးညဒါနသီလဘာဝနာတို့ခုပြုကြပြီးဆိုမှဖြင့်ဒီတရင်အတူတော်ကပြုရတယ်သူတော်ကောင်းအသာတို့တရားရောက်ကပေါ်ဒီဘုဒ္ဓမာအဖြစ်
စိတ်ထဲမှာမချမ်းသာအောင်ကိုခြေတိုင်းပါမှုပြုတဲ့အခါကျရင်ဘယ်လိုလုပ်ဆိုလို့ရှိရင်ဒီလိုခြေတိုင်းတာအမှုကိုပြုပြင်ပြုတိုက်တဲ့ငါကဤကဲ့သို့ပြုပြင်ပြုညာဆိုလည်းပဲစိတ်များဥစ္စာဤကဲ့သို့ပြုရမလားဤကဲ့သို့ဆိုရမလားလို့အမြင်ဒေါသများဥစ္စာမဖြစ်သင့်မဖြစ်တတ်ဘူးဘာလို့လဲဆိုတော့ငါဤကျေးဇူးရှင်ဘယ်လိုကျေးဇူးရှင်လို့ဆိုလို့ရှိရင်ဤကဲ့သို့ဘုရားရှင်သာသနာတရားဒီကြောင်းနေလို့ပြုတဲ့အခါမှာစိတ်အားဖြင့်လည်းဘာမှထက်ပန်သွားနဲ့အတူတကွပြုစုတယ်ဒါကြောင့်ဒီကျေးဇူးတွေရှိတယ်ဒီကဲ့သို့နှုတ်အားဖြင့်ကြမ်းပြီးတော့ငေါ့ယုံဆိုပြောယူဆဲယူမကားဘူးရိုက်ပင်ပဲရိုက်ပင်ရိုက်ထိုက်တယ်အဲဒီလိုဖြစ်ပင်ဖြစ်냐တော့လည်းဘယ်ခါမှဒီကဲ့သို့ပြောရဆိုရမလားလို့စိတ်ထဲမှာတယ်မချမ်းသာစရာမဖြစ်ပင်မဖြစ်တတ်ဘူးဘာလို့လဲဆိုတော့ဘုရားရှင်သာသနာတီအောင်ဟာပြုတဲ့အခါမှာဒီကဲ့ပါတယ်အဲလိုပါလို့ဖြစ်တော့ကြောင့်ဒီကဲ့သို့ကိုရှိတဲ့သူဟာဒီကဲ့သို့ငါ့ကိုစိတ်အားနှုတ်အားဖြင့်ကြမ်းတမ်းပြီးဒီကလာပြောရဆိုရမလားလို့စိတ်ထဲကပြင်မမိမိဆိုငါအပြစ်တွေသင်နေမယ်ဘာလို့လဲဆိုတော့ဘုရားသာသနာပြုတဲ့သူတော်ကောင်းအဲဒီလိုကလည်းဤကဲ့သို့မနစ်တဲ့ဆိုပြောလာဆိုလာအောင်တော့ဒီကြီးဒီကဲ့သို့ပြုထားတဲ့ကျေးဇူးကိုဒီအောင်းမေးပြီးတော့ဒီလိုကြည်ညိုတာကြောင့်အဲဒီလိုကြည်ညိုတော့ရိုက်လိုက်အောင်တော့ရဒီရိုက်တယ်ရိုက်တယ်ဒီသူကဘာလို့ဆိုတော့ဤကဲ့သို့ဂုဏ်ကျေးဇူးရှိတဲ့သူတော်ကောင်းတွေလို့ဘယ်လိုပြဟောကြည်လိုတရားကိုမှတ်ထားပြီးဆိုတော့ဘယ်လိုကြည်ညိုနေကြတာလေဗျာသူတော်ကောင်းများရိုက်ပြန်မလဲပဲရိုက်တင်ရိုက်ထိုက်တယ်ဟောဘယ်လိုအားလုံးဆိုတော့ဘုရားရှင်သာသနာကိုဒီအောင်ဟာကိုပြုကြတဲ့အခါကြတော့ဝမ်းမြောက်ဝမ်းသာနဲ့တကွပြုတဲ့သူတော်ကောင်းပြီဟောအဲဒီကျေးဇူးတွေကိုသာလည်းအမျိုးမျိုးအဖျားပြားမြင်ပြီးတော့ဒီကျေးဇူးကုန်လေးကြီးတဲ့တအောင်နေတဲ့အောင်းနေပြီးတော့တကြီးညိုတဲ့ကြီးညိုပြီးတော့နေတာဗျာပြီးတော့နေရာတိုင်းမှာဒီကဲ့သို့ပြုပြီးတော့ထားလာမြင်တော့ဒီလိုမှတ်ထားရတယ်မှတ်ထားပြီးဆိုတော့ဒီကဲ့သို့ကိုနှုတ်စိတ်ဥစ္စာဟာကသူ့ရင်တလီထုံးလာအားလောသွားတော်၎င်းသို့မဟုတ်ဒီပဲနဲ့ဇာတ်အားလောသွားတော်၎င်းမနှိမ့်မြို့တရားဟာတခုတရားရာဖြစ်ပေါ်တော့လာတယ်ဆိုလို့ဒီနေဒီကဲ့သို့ကျေးဇူးကုန်တွေကိုမှားပြီးတော့ထားပြီးဆိုမှဖြစ်နေခေါင်းနဲ့ကမချမ်းသာမှုတွေဥစ္စာဘယ်နဲ့မှမရှိဘူးဗျာအဲဒီတော့ဘာဖြစ်တယ်လေအဲဒီကျေးဇူးကိုမြည်အောင်မေ့နေတာကိုဗျာဟောဒီတော့ဘယ်လိုကြီးအောင်မေ့ပြီးတော့နေတော့အချိန်တိုင်းဤကဲ့သို့ကျေးဇူးကိုပြီးပြီးတော့ကြည်ညိုပြီးတော့နေကြတဲ့သူတော်ကောင်းအစားစားများတို့မှာအချိန်တိုင်းအရိယာဘုတိုင်းတွေ့တိုင်းမြင်တိုင်းတို့ဟာ
အကုန်လုံးအစီအပွားကြီးတဲ့ကိုယ်ကြီးကိုယ်ကြီးပွားကြီးတဲ့ဖြစ်တယ်ဗျာဒါပါတော့ဆိုတော့ခொနဲ့ကအယူအသေးတဲ့ကိစ္စနိဝါဒအဖျားပြားဆိုတာအဲ့ဒါလို့ဗျာဒီတရားသာရှိတဲ့သူတော်ကောင်းများတို့ဟာတဲ့ကိစ္စနိဝါဒအဖျားပြားဒီကိုမြင်သိဆိုတော့ဒီတိုင်းမြင်တိုင်းတို့၌ဒီလိုနေတိုင်းမှာတဲ့ကိစ္စကုသိုလ်တွေနိဝါဒတွေနေလာတာဗျာဘယ်လိုသွားပါလဲဆိုလို့ရှိရင်ဘုရင်ကဤရန်အမိအဖဆရာသမားဒီဟာတွေတွေ့ရတယ်ပဲကိုယ်နဲ့နှုတ်နဲ့စိတ်နဲ့အဲ့ဒါယူဒီကြရအောင်ကိုယ်နဲ့တောင်းလို့နဲ့တွေ့ရတယ်ကိုယ်ရဲ့နှုတ်ရောစိတ်ရောတို့အာယူဒီတွေကိုယ်အတဲ့ရွယ်ကိုယ်နဲ့သူတွေနဲ့တွေ့ပြန်လို့ရဲ့သုဒ္ဓဆာနိဝါဒနဲ့ဒီကဲ့သို့တွေကမှပြုတယ်ပြုတော့ဘယ်လိုဆိုတော့အလုံးစုံဥစ္စာဟာဘယ်ခါမှမစိတ်တော့ဘူးကြာဒီတော့တက္ကိတဆိုတာတက္ကိတအယူဒီပြုတယ်ဆိုတာပြုလို့မှရတာလားဗျာလေဒါမှအပြစ်ခံရတယ်သူရလားဗျာအယူဒီတက္ကိတပြုတော့လေအပြစ်ခံရတယ်ဟိုအမှုရဖဆရာသမားတို့ပြောပါဆိုဗျာကဲဟောယူသေးကြလေးစားကြပူဇော်ကြတယ်ပြီးတော့အယုဒ္ဓတက္ကိစ္စပြုတဲ့သာသမီရင်းမြစ်တို့မှာရတာလားအမှုရဖရတာလားဗျာဘယ်လိုရတယ်ဘယ်လိုရတယ်သူတို့သိပါလေကြာတိတိကလေးနေကြတော့ကြာတယ်အမှုအဖာမှာမရပါဘူးကြာယူဒီလေးစားကြတယ်သာသမီမြစ်ချိကြတဲ့သူတော်ကောင်းတွေမှာလာနေရတယ်တေကိစ္စပြုကြပြီဆိုမှဖြင့်တေကိစ္စကုသိုလ်လို့ဆိုတာဘယ်လိုလုပ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုမြင့်တဲ့ဘောဓိနဲ့ရမယ်နိဗ္ဗာန်မရရင်စัจ जा တို့၌ဖြစ်ဒီလက္ခဏာလက္ခဏာတို့၌ဖြစ်မယ်ဆိုလို့ရှိရင်လူကြီးဖြစ်ပြန်လည်းပဲမြင့်မြတ်တဲ့အမျိုးအနွယ်စတွေမှာဖြစ်ရတယ်ရှင်ဘီမျိုးတစ်ထေးမျိုးတစ်ကြဝရီမျိုးဆိုဗျာနတ်ဖြစ်ပြန်ပြီဆိုမှဖြင့်လည်းပဲမြင့်မြတ်တဲ့နာမည်နာမိရိယတရားဓမ္မဒီကဲ့သို့အနွယ်စတွေမှာဖြစ်ရတယ်ဒါပါလို့ဆိုတော့တက္ကိစ္စတဲ့ဗျာတန်တူလူတွေနဲ့တွေ့တယ်ပဲဒီကဲ့သို့အယူဒီတက္ကိစ္စပြုရတယ်ဒီတော့ပြုကြပြီဆိုတော့ရတာပဲဗျာခုနကအလိုရှိတဲ့ဘောဓိနဲ့နိဗ္ဗာန်စံဝင်ရမယ်ငယ်လူနဲ့တွေ့ပြန်နေပဲအယူဒီတက္ကိစ္စနိဝါဒပြုပြီဆိုမှဖြင့်ပြုတဲ့သူမှာရတာပဲဗျာရှိကအရှင်သူတော်ကောင်းတွေမှာအခုလိုပြုကြတာဗျာဘယ်လိုများရတာလဲဆိုလို့ရှိရင်အမှုရပါဆရာသမားများစီမကိုယ့်ရဲ့ဂုဏ်ကြီးတဲ့သူစီမရှင်ပေးပါတဲ့ရှင်ရဏဒီဟာကိုဒါရီကိုရဆိုရတယ်မဟုတ်လားဗျာကိုယ်နဲ့တန်းတူအတဲ့ရဲ့ကိုယ်တူတဲ့လူတွေကပြီးတော့အဲ့ဒီပြီးတဲ့ပြည်ဒီမျိုးတွေပေါ့ဗျာမသိရဘူးလား
သုံးလာတာပေါ်ပြပါအတူတူပဲကိုယ်ရဲ့နေတဲ့လူတွေစီကရတဲ့ဆွေတွေဝေတွေပေါ်ရအတူတူပဲသုံးလာတာပဲဗျာဒီတော့ဒုက္ခစာနိဝါဒပြုပြီးတော့ယူကြမယ်ဆိုလို့ရှိရင်အလုံးစုံဟာကြီးတဲ့သူအပေါ်အရွယ်ကုန်ကြီးတဲ့သူတွေစီမှဒုက္ခစာပြုပြီးတော့ယူလေရတာအပေါ်အရွယ်ကုန်အားဖြင့်ညီမျှကြတဲ့သူတွေစီကလည်းလူပြုယူလေရတာပဲဗျာအပေါ်အရွယ်ကုန်အားဖြင့်နေကြတဲ့သူတွေရဲ့ဌာမလည်းပဲဒုက္ခစာနိဝါဒပြုပြီးတော့ယူရတာပဲအဲဒါပြုပြီးတော့အကုန်လုံးရကြတာဗျာဘယ်လိုရပါတယ်ဆိုတော့လူတွေနဲ့မြင့်တဲ့ဘောဓိကိုအကုန်လုံးပြီးနိုင်ပါလေဗျာမြင့်တဲ့ဘောဓိနဲ့တော့ကနိဗ္ဗာန်မဆောင်ရဘူးလို့သံဃာကျင့်မိရတယ်ဆိုညညာဘေးဆိုတဲ့အထက်တန်းကြတဲ့မတူနိုင်မရှင်းနိုင်အောင်ဖြစ်တဲ့အမျိုးအနွယ်မှာဖြစ်ပြီးတော့မတူနိုင်မရှင်းနိုင်မပြိုင်နိုင်တဲ့စီရင်ဥစ္စာအချမ်းအယံနိုင်ပြတာဘုံနံဩယထာအတုံးအဆောင်ဒီကိုယ်ရမှာလူတွေလေးမရှိရအောင်အခုလိုကြည့်ဆိုကြဒါပါလို့ဆိုတော့ဒုက္ခစာနိဝါဒတို့ရဲ့အကျိုးအာနိသင်တဲ့ရဒါကြောင့်ဒီကိုပြုပြီးတော့ဒီလိုယူရတယ်ဒီတော့ဒါတွေတော့ဒီလိုပြောတာဆိုတာကိုသိပြီးတော့သိတယ်လို့ဆိုလို့ရှိကြပါလိမ့်ထို့ရင်လည်းရတော့လည်းပဲအမိအဖရှိရဒါကြောင့်ဒီကိုပြုပြီးတော့ဒီလိုယူရတယ်ဒီတော့ဒါတွေတော့ဒီလိုပြောတာဆိုတာကိုသိပြီးတော့သိတယ်လို့ဆိုလို့ရှိကြပါလိမ့်ထို့ရင်လည်းရတော့လည်းပဲအမိအဖရှိရတယ်ဒီတော့အမိအဖကိုညာကိုဒီဒုက္ခစာနိဝါဒနဲ့အမျိုးရှိကြရလားဗျအားလုံးဥစ္စာရှိကြရလားဗျတခါကြီးတွေမှာရှိရပြုကြကြလားဗျပြုပြီးဆိုတော့ဒါတော့ဆိုမိကအမိယဖာဖို့ကွာရတာမဟုတ်ဘူးဗျပြုကြတဲ့သာသမီမြင်းကြီးသူရတာဗျဒါကြောင့်အခုလိုပြုကြဘုရားပြုရတယ်ဆိုပေမဲ့သူလည်းပဲတခါတခါကြတော့ဘူးအဲဒီလိုဆိုတော့အမိအဖအဖို့ကွာပြီမဲလို့ဟောမပြုနိုင်ပါဘူးနဲ့အဲ့လိုထင်ပါဗျာအတော့အရွယ်ဘုံကြည့်ပြီမဲလို့ဟုတ်ရအဲ့ဒီစိတ်ဒါမာနဆိုတာမျိုးပါကအဲ့လိုအနေသိသွားမယ်ဆိုလို့ရှိရင်အပယ်လေးဝင်ကိုရောက်နေအပယ်လေးဝင်ဆိုတာပဲငရေတရိစ္ဆာန်ပြိတာအတူရပေဗျာငရေဘယ်သူရောက်ကျင်တယ်လို့ဗျဘယ်သူရောက်ကျင်ကြတော့ဗျဟမ်သူရောက်ချင်တယ်ထင်တယ်တိတ်တိတ်ကလေးနေကြတာဟမ်မရောက်ချင်ဘူးအော်မရေတရိစ္ဆာန်ကိုဗျတရိစ္ဆာန်ကိုဖြစ်ချင်ဘူးလားပြိတာကိုအတူရကေကိုအဟုတ်မဖြစ်ချင်တာလားလိန်ပြောတာလားလိန်ပါဗျာဆေးပါဗျာဒါဖြင့်အမိအဖအဖိုးအကွာအတဲ့အရွယ်ကိုကြီးတဲ့သူနဲ့တွေ့ပါရဲ့ဗျာတွေ့တော့ကိုလေးစားကြည်ညိုပြီးပြီဆိုတော့ခြေရင်းမှာတခါတည်းပဲငားရတော့ခြေရင်းလို့နဲ့တဲ့ကိစ္စအပြားပြားနဲ့ဝမ်းမြောက်ဝမ်းသာဥစ္စာအမိအဖတို့ခြေများနဲ့
မျက်နာနဲ့နဖူးနဲ့အဲ့လိုများဥစ္စာပို့တိုက်ပြီးတော့တဲ့နှင်းရတဲ့ကြီးဟောဗျဒီလိုအငဲရှိခုပူဇော်ရလားဗျအခုပူဇော်ရလားဗျညင်းညင်းတဲ့လည်းငါရဒီမှာဒီလိုရှင်းပြီးတော့တွေ့တိုင်းဒီလိုပူဇော်ရလားဗျဟမ်ဟုတ်ကဲ့လားတို့ဒီလိုဗျာဒီလိုရှင်းဖို့ဒီလိုရင်းမှုပြည့်ရလားဗျတို့တိုင်းဟုတ်ကဲ့လားဗျတို့တိုင်းဟုတ်ကဲ့လားဒီတိုင်းဟုတ်တော့ဒီတိုင်းတွေမပြုတ်တာကဘယ်နဲ့နေတာလဲညဒီအသက်ကြီးပြီပဲလို့အာဤတရားမှာတို့ဘယ်လိုပုဒ်ကထားပြီးတော့ထောင်တလောင်တော်ကြီးနေလိုက်တာမဟုတ်လားဟမ်မနေ့ခုတော့ဒေဝတာနိဝါဒအဲ့ဒါကုလိုပြအဲ့ဒီပြင်းပြီးလိုက်တဲ့ဥစ္စာမကြည့်တဲ့အခါကျတော့ဥစ္စာခွနဲ့ကလူတွေကုလိုလားရအာကုလိုလားဒီပါဠိဆက်ရမှာတို့မတွေ့ကြည့်လို့မယ်လို့ဆိုအဲ့ဒါကုလိုလားပြအာကုလိုလားပြအဲ့ဒီလူတွေကမှအရေးမဆိုင်နိုင်ကောင်စူဇန်နဲ့ပြေးသွားပြေရောက်ပါမယ်ပြေရောက်ပါမယ်အဲ့ဒီအချိန်လေးမျိုးပြေးသွားရင်မရောက်ချင်ဘူးဆိုရင်အဲ့ဒါနဲ့ဘာလို့လုပ်လိုက်ပါလိမ့်ဒီသူကထူတာကိုသူကနားလည်အောင်လို့ပြောတာကြားကြရလားဟမ်မှတ်ကြကြားတော့သူအတွေ့အကြုံကိုအားဖြင့်ကြီးတဲ့သူနဲ့တွေ့အတွေ့အကြုံကိုအားဖြင့်ညှိရတဲ့သူနဲ့တွေ့ပြန်ရောဗျခွနဲ့ကကိုယ်နဲ့နှုတ်နဲ့သက္ကေသာနိဝါဒပြုမိကြရလားဗျပြုမိကြလားဗျတိတ်နေကြပြန်ပြီသူပြုတ်တယ်လေအဲ့ဒါပြုတ်ရင်သာကုသိုလ်ပါပဲမပြုတ်ဘူးဆိုတာဘယ်စိတ်တော့ဆိုတော့ခွနဲ့ငါလူပဲဒီဘာငါပြုတ်ရမှာတို့အပေအားဖြင့်လေဒူလေကုံအားဖြင့်လေဒူလေဘာရေးသက်ရမှာတို့လေဗျာထောင်တလောင်တောင်ကြီးဗျာဟုတ်ပါလားဗျာဟမ်ကဲအဲ့ဒီအနေထားနဲ့သစ္စာပြလို့ကိုဒီအချိန်မှာဒီစိတ်နဲ့ပြီးသွားမယ်ဆိုဘယ်ရောက်မယ်ဘယ်ရောက်ပါမယ်အဲ့ဒါကုသိုလ်လားဗျအာကုသိုလ်လားဗျဘယ်ရောက်မယ်အဲ့ဒီတော့မရောက်ချင်ဘူးဆိုမရောက်ချင်မနဲ့ဘယ်နှစ်ယောက်လုပ်လိုက်ပါလိမ့်တို့လူပါကြီးတွေကရောဗျအဲ့ဒီရောက်ချင်ရလားဗျမရောက်ချင်ဘယ်နဲ့တော့အခုလိုလုပ်တယ်လားဗျတေကေတနိဝါဒဖြားပြားနဲ့လေးလေးစားစားတယ်ရင်ယူသည်တွေလိုကြည့်ရလားဗျသူတို့အဲ့ဒီတော့မရောက်ချင်ဘူးလို့ပြောကြတယ်မရောက်ချင်ဘူးလို့ဆိုမယ်လို့ခွင့်နဲ့ငါလို့ဒီနေ့ငါနဲ့အတက်ကလေးတူတယ်ဘုံကလေးတူတယ်ဘာရေးတရားမှာတို့နေဗျာဒီလိုနေလို့ခွင့်နဲ့ငါလို့သူကတေကိတနိဝါဒမပြုတာဗျအဲ့ဒါအာကုသိုလ်ဗျနေလို့လည်းပြည်ပြန်တော့ဗောဗျနေတဲ့အသက်လဲနေတယ်ကိုနေနေတယ်ဘာသူ့အရင်သက်ရမှာတုန်းနေဗျာအဲ့ဒါဘာတုန်းဗျဟမ်ကုသိုလ်လားဗျအာကုသိုလ်လားဗျဟမ်
အဲ့ဒါအာကုသိုလ်လားဗျကုသိုလ်လားဗျသူတို့မသိလို့ဘုရားဗျာတို့တွေသိနေကြပါလေဗျသိပါပါဗျာဟမ်ဒီခုနေမှာမာနဘောဗျာထောင်းတလောင်တောင်ကြီးဗျာဘာအေးတက်ရမှာတုန်းဆိုတာမာနဆိုတာကုသိုလ်လားအကုသိုလ်လားဗျာဟမ်အကုသိုလ်ဒီအကုသိုလ်ဆိုတော့နာယကုရတိကိုဆောင်းမှာပို့မှာလာပြတယ်ရေရောမှာပဲတော့ပို့မှာတော့တော့ပို့ရမယ်မရပို့မှာဘယ်သူပို့မှာရတယ်ရေရောမှာတက္ကမကြီးတွေတက္ကမကြီးတွေကပို့မှာလားဗျဘယ်နဲ့တော့တက္ကမကြီးတွေကပို့မှာလားဗျဘယ်လိုပို့မှာလဲတော့ဟမ်ဒီထောင်းတလောင်တောင်ကြီးတို့ပို့မှာဘိုးဗျဟုတ်ပါလားဗျဟမ်မာနပြောတာကြားလားဗျဟမ်ဘယ်လိုရေးကြရမှာတော့ဟေးဗျာအဲ့လိုတွေ့တဲ့အခါမှာတွေ့တိုင်းဘယ်လိုရေးကြရမှာတော့ဟဲ့ဆိုကြီးတဲ့သူနဲ့တွေ့လေပဲဒင်းကြီးပင်မဲ့ပါရေးကြရမှာတော့တန်းသူနဲ့တွေ့လေပဲဒင်းနဲ့ငါနဲ့အတူတူအတဲ့ကိုဘုံအားဖြင့်အလို့ရုံတူတယ်ပါရေးကြရမှာတော့နေတဲ့လူနဲ့တွေ့ကြပြီဆိုမှဖြင့်အတဲ့ရွယ်နေရသူနေရတင်းဘာရေးကြရမှာတုံးနဲ့အဲ့လိုကြီးရတာဟောထားသွားမယ်ဆိုဒီအားနဲ့သုတိကြလို့ပြီးမယ်ဆိုရင်တော့ပါမလို့ဗျဗျာအဲ့ဒါဖြင့်ねအဲ့ဒီမရောက်ချင်ရလို့ရှိရင်အခုလိုမဖြစ်ကြသေးနဲ့ကြီးရဲ့အမိအဖဘူဘွားအတဲ့ရွယ်ဘုံအားဖြင့်ကြီးတဲ့သူနဲ့တွေ့ရပြီဆိုမှဖြင့်လင်းသုကိသာနိဝါဒပြုပြီးတော့ယူကြလူရင်းနဲ့မြတ်တဲ့ဘောဓိနဲ့နိဗ္ဗာန်ကိုစံဝင်ကြရမယ်ကိုယ်နဲ့အတဲ့ရွယ်ဘုံအားဖြင့်တူတဲ့သူတွေနဲ့တွေ့မယ်တွေ့တဲ့အခါကြပြန်တော့သုကိသာနိဝါဒအဖျားပြားပြုပြီးတော့ယူရလူရင်းတဲ့နှိမ့်ဆက်တဲ့ဘောဓိနဲ့နိဗ္ဗာန်ကိုစံဝင်ကြရမယ်ကိုယ်ရဲ့အသက်အရွယ်ကိုယ်နေတဲ့သူတွေနဲ့တွေ့ပြန်လေအယူအသေးတဲ့ကိစ္စနိဝါဒပြုပြီးတော့ပြုတင်ထူလိုက်တယ်လို့ပြောတာလေသူ့နေရာနဲ့သူနဲ့ဌာနကောတန်လာညာတဲ့ဒါကအရှင်းသိရှိရမယ်များကြဲကြီးပြောတော့ဖြစ်ပါရဲ့မပြီးနိုင်ပြီဘူးဟုတ်ကဲ့လားဗျအဲကြောင့်မို့ဒီကဲ့သို့ပြုပြီးတော့ယူကြအာရမတုံးဆိုအလိုရှိတဲ့မြင့်တဲ့ဘောဓိကပြီးအောင်မြင်လို့နိဗ္ဗာန်စံဝင်ရမယ်နိဗ္ဗာန်ကိုမစံဝင်ရသေးလို့မို့ဒီကဲ့သို့တေကေသာနိဝါဒအဖျားပြားအရာရာမာနာတွေပြီးတော့ယူကြတဲ့သူတော်ကောင်းအစသာတို့မှာနိဗ္ဗာန်ကိုမြင့်တဲ့ဘောဓိနဲ့မစံဝင်ရခင်မှာဘယ်လိုဖြစ်ပါမတုံးဆိုလို့ရှိရင်လူစခန်းအစခန်းတို့၌အားလုံးတို့အမြင့်ဆုံးအမြတ်ဆုံးအပါဆုံးအဲဒီလိုဖြစ်မလားဟုတ်ကဲ့လားဗျာဘယ်ခါမှအောက်တန်းမကြပဲနဲ့အလုံးစုံလို့တဲ့လွှမ်းမိုးပြီးတော့အမျိုးမျိုးကပါမယ်ဗျာအပါယဒုက္ခအစရှိပြီးတော့ဘယ်ခါမှအဲဒီကောင်မနစ်မမြုပ်ရပါဘူးလေဗျာဒီလိုကြည့်ရတဲ့ဥစ္စာဘာလို့များပြည့်စည်ကုန်မလားဗျာဟမ်မကုန်ဘူးဗျာဟောပြင်ပန်းမလားဗျာ
အလိုကံပြက်လာဗျာလောကီကိုလောကုတ္တရာကိုရရုပ်လားဗျာဟမ်မရုပ်ဘယ်နေတော့ဗျာကိုတူးလာဘောလောကီလောကုတ္တရာအမျိုးမျိုးကိုဖျားဗျာဟောလွယ်လိုက်တာဗျာတဲ့ကလေးကမှဘယ်နာပွားဗျာရလာပဲဗျာဟောတို့လည်းပဲခွနေကသိက္ခာနိဝါဒပြုရတဲ့နေရာမှာဆိုတာမျိုးအားကဘယ်လိုလဲဆိုတော့ဒါနကွန်ဒါလညာတဲ့သူ့နေရာနဲ့သူနဲ့သူ့ဟာနဲ့သူနဲ့သိက္ခာနိဝါဒအဖျားပြားပြီးတော့တတ်ရတယ်ဗျာအရာရာမှာဗျာဟုတ်ကဲ့လားဗျာတဲ့လိုအမျိုးမျိုးရှားပြီးတော့ပြောမယ်ဆိုတော့များတယ်တို့လည်းများလို့နေတူလည်းပဲဒီဟာတစ်ခုတတ်ပြီးတော့ထားကြရမယ်ဒီတော့အချိန်တိုင်းဥစ္စာရတာပေါ့ဗျာဟောသူ့လိုများပြုလို့လွယ်တာဗျာဟောအင်မတန်လွယ်တယ်ဗျာဟောလွယ်တဲ့ဥစ္စာတာရာလေးရနိုင်တယ်ဗျာဟောလွယ်လိုက်တာဗျာတို့နောက်မှအကျိုးပြုမှလားဆိုတော့မဟုတ်ပါဘူးဗျာဟုတ်တယ်ဒီလိုသူတော်ကောင်းလို့မှာတယ်လင်းမြန်သွက်လေဆိုတာအကျိုးပေးပါဗျာတဲ့လူဗျာဒီလိုအကျိုးပေးတယ်ဘယ်သူမေးရမှာလဲဆိုတော့ကိုယ်လိုပဲကိုယ်တိုင်သိပါလိမ့်ဗျာဟောသူတို့အိမ်ထဲနေတဲ့ဒကာကြီးတွေဒကာမကြီးတွေအင်မတန်တဲ့သေးတာတွေပါဗျာဟမ်တေကိစ္စနိဝါဒနဲ့တယ်ခေါ်ရမှာလားဗျာတေကိစ္စအယူတည်ရနိဝါဒနဲ့ခေါ်ရမှာလားဗျာဒကာကြီးကဒကာမကြီးခေါ်ရင်မေဟိုကလည်းပဲတို့လည်းအပြန်ရပါလိမ့်ဗျာဟုတ်တယ်ဗျာဟမ်ဘယ်နဲ့လဲချက်ပြန်ပြန်မရဘူးလားဗျအယူတည်တေကိစ္စပြုပြီးတော့ခေါ်ရမှာဗျာတဲ့ဘယ်လိုထူးလို့မြတ်ကဲဟမ်ဘယ်နဲ့ထူးပါနည်းမြတ်ဟမ်အယူတည်တဲ့ကိစ္စပြုပြီးတော့ဗျအိမ်ဒကမကြီးခေါ်ရမှာဗျာဘယ်နဲ့ထူးလို့မြတ်ဒကမကြီးကဟမ်ဘယ်နဲ့ထူးမှာတော့မတည့်အောင်ထူးမှာလားဗျကဲဘယ်နဲ့လဲအောင်ပဲဒီမပြောပါဘူးပြောတတ်ပါလေဗျာဟမ်မေကောင်းလေးထူမှာပါဗျာသူတို့သိပါလေဗျာတို့ဟမ်ကဲမတရားပေါ်လာမှလားဗျာအဲ့ဒီမှာကြီးသူကဘယ်နဲ့ထူလို့လဲဟမ်ဘယ်နဲ့ထူမှာလို့မကြီးရဲ့ဒါကြီးကတော့မတည့်သူကမတည့်ပြီးတော့အဲ့ဒီဘုမာကြီးလို့ခေါ်တယ်ဘုမာကြီးကဘယ်လိုထူမှာဟမ်ဘယ်နဲ့ထူမှာတော့မထီမဲ့မြင်ပြီးတော့ခေါ်မှာလို့ရဘယ်နဲ့ထူမှာလဲညက်တယ်အောင်မယ်ပြောတာကထူမှာကတော့အခုချက်ချင်းထူပြလိုက်ပါဗျာဟမ်မပြောဘူးဟုတ်ကဲ့လားဗျာဒီကမကြီးတွေကပြောပြတယ်ကောင်းမွန်တကာကြီးရိုးရိုးသေးသေးသိကိစ္စနဲ့ခေါ်ပါဗျာဘယ်လိုထူလဲဟမ်ဘယ်လိုလဲညာမပြောဘူးရတယ်လေဘာမှမတည့်အောင်ဟဲ့ဟိုရောက်တော့ဘယ်နဲ့လုပ်မှာလို့မြတ်ကဲဘယ်လိုခေါ်ရင်မလဲထူမှာတော့တရားကြီးညာဆိုတော့တပ်ပြီးတော့ပါဗျပြောကိုမပြောပါဗျာဆိုတော့သူကနားလေအောင်ပြောလာပါဗျချက်ချင်းကြားလာဗျဒါကဘာမှမပြောတော့သေးဘူးခုနကဟာသူကတော့တိုးတော်လည်းပဲဒီလိုဆိုရင်မှတ်ကြတခါဥပမာအပြင်ဒကာကြီးကပေါ်လေဒကမကြီးကိုသူ့မယ်တဲ့ဟောမှာခွေးမကြီးလို့ဘာလို့ဆိုသူအခေါ်မတတ်ဘူးလားကြားလာကြသူမထီမဲ့မြင်ဘူးလား
လိုထောင်တလောင်တောင်ကြီးနဲ့တလူခေါ်ရောခေါ်တော့အဲ့ဒီအချိန်မှာထောင်သွားတဲ့မာနနဲ့ဒီစိတ်နဲ့တလူခေါ်ရောပြီးတော့ဒီစိတ်နဲ့တက်တန်းစီလို့မှုတိုးနေဆိုရင်ဒီတကားကြီးပေါ်ရောက်မယ်ညာတို့ရောက်ပါ့မလားအခုလိုဟာဘူးလားဟမ်အခုလိုရမပြောအသက်သာခံရှာကြတာဗျာသိတယ်ဗျာသူအသက်သာခံရှာကြပါဗျာခံရှာကြပါဗျာအေးဗျာအဲ့ဒါအပေရောက်ပါဗျာဒီကမကြီးကကိုကျင့်ဖို့အတိုင်းဥစ္စာကိုယ်တယ်လေးပါမှပဲထူးတယ်လို့ရိုးရိုးသေးသေးထူးဟောကိုယ်ဟာဒီကမကြီးရတယ်ဗျာဟောတရားကြီးထောင်သွားပြီးတော့ဒီကဲလို့တဲ့မာနနဲ့ရဲပေါ်မှာပဲခေါ်လိုက်တဲ့ဥစ္စာသူ့ဟာသူရလားဗျာဒကမာကြီးရတယ်လားဗျာဒီအာဟုတုဒကမာကြီးအပေါ်ကြပါမလားဟမ်မကြဘူးကိုကစိတ်အေးစိတ်ကြီးလေးနဲ့သာသာလေးဗျာဟုတ်ကဲ့လားဗျာဟမ်သူကောင်းကောင်းလေးလေးစားစားကြည်ညိုညိုလေးထူးလိုက်ဗျာဟောဗျာပြုတော့လည်းပဲပြုကြရှိတဲ့ဥစ္စာအယုဒေတဲ့ကိစ္စနဲ့ပြုလိုက်ဗျာဟောကိုပြုတာကကိုရတာဗျာတကာကြီးပြုတာကတကာကြီးရတာဗျာဟုတ်ကဲ့ဗျာဟမ်ဒကမကြီးရတယ်တဲ့ဟောမှာပဲရရင်ကြမာနနဲ့ထောင်ထွားပြီးတော့တဲ့ဟောမှာကောင်းကောင်းခေါ်ရနေထူးရောဗျာထူးတော်ကလာတော့ဆိုတော့ဟောသူကကောင်းဒီကတကာကြီးကကောင်းကောင်းချူချူအေးလေးနေတယ်တဲ့ကိစ္စနိဝါဒနဲ့ဒကမကြီးကိုခေါ်ရောဗျာခေါ်တော့ဒကမကြီးရတယ်တဲ့ဘောမှာပဲကိစ္စနိဝါဒမရှိဘဲနဲ့ထောင်လွှားပြီးဒီကာလကြတော့ထူရောဗျာအဲ့ဒါတော့သူတို့သိပါလေဘယ်လိုထူရဘယ်လိုပါဆိုတော့ဟုတ်လားဗျာဒါကတော့ဒုစမပြောရပါဘူးသူတို့သိတယ်မလားကြတယ်ဟမ်အဲ့ဒါပါလို့ဆိုလို့ရှိရင်ဒီမှာကိုယ်တကားကြီးချိုးချိုးအေးအေးနဲ့မိသိက္ခာနိဝါဒနဲ့ခေါ်လာတော့တကားကြီးကုလူဖြစ်တယ်ဗျာခေါ်လာပြီမဲ့လို့သူကကောင်းကောင်းမထူတာကတော့သူ့ဟာသူရတာဗျာမတိမဲ့မြင်ပြီလေအဲ့ဒါအာကုလူဗျာဟောဗျာဟုတ်ကဲ့လားဗျာဒီဒီမှာကြီးမယုံမသိပြည့်ရဲ့ဥစ္စာဟာတကားကြီးရဘူးဗျာသူ့ဟာသူရတာသူကကိုရတာဗျာအဲဗျာဟောတို့လည်းလို့တခါကြတော့ဒါကိုဟာကိုတို့ကတလို့ရတဲ့ခါတခါဘယ်လိုဖြစ်ကျင်လဲလို့ဆိုတော့သူကကောင်းကောင်းမှမခေါ်ပဲတို့ကတော့ကောင်းကောင်းမထူပါဟုတ်လားဗျာဥစ္စာလို့ရဗျာဘယ်လိုလုပ်ထူလိုက်ရရင်တော့မှရင်ညာလုပ်ပါလိမ့်မယ်ယူရရလို့ဆိုသူကမှယူရအောင်မလို့ဖို့မယူရနိုင်ပါဘူးဟုတ်ကဲ့လားဗျာဒီကမကြီးတွေကလေလို့ထူလိုက်ရတယ်ဒိတ်ကလေးနေတယ်မပြောဘူးမဟုတ်ဘူးနောက်ကြတော့ကိုယ့်ဟာကိုကြားကြရလားဗျာဘာကြီးကလည်းဒီလူတွေမှအတူတူတော့ကြားကြရလားဗျာဒီလူကြီးကတော့အတူတူကနေကြထိုင်ကြတယ်ချိန်ကျွမ်းနေပြီးတော့သာသမီမျိုးကြီးကြီးတဲ့အကျွေးမျိုးတွေဆိုလို့ဇာနေပါကဒီလူမျိုးနဲ့ပဲဘာမှမပြီးပါဘူးဒါနဲ့တော့ပြည်လည်းမကွန်ကိုလည်းမပေးလားပဲအလုံးလည်းမပြည့်တဲ့နေတယ်တောက်လျှောက်ကြီးကုလို့ရတယ်အလုံးတရာကြီးနာတယ်မှာကြီးနာလွယ်လိုက်တာဗျာအဲ့လိုပြောရတယ်ဆိုတော့သူ့ကပြုရင်သာဘာမှမရှိလို့မပြုနိုင်သူနဲ့မလုပ်ချင်လုပ်တတ်သေးတယ်ဗျာလုပ်တာဘူးလားဗျာမလည်းသူ့မပြုရင်ပဲနေပါမလားဘုရားပြုတာတကယ်တော့မှပဲကောင်းမှသိပါတယ်ဘာမှမရှိလို့နဲ့တစ်ခါလုပ်ရဘူးလားဗျတရားကြီးတွေကပြောဘူးလားဗျဒိတ်ကလေးနေတယ်ဒကာကြီးတွေကပြောလို့ရတယ်ကလေးဆိုမှပဲမိဆိုမှချင်းကဲတိတ်နေကြပြီဆိုမှချင်းအဲ့ဒါခေါ်တာတော့မကြားပါဘူးမကြားဘူးဟုတ်ကိုမကြားတာပြောလိုက်တော့မှဗျာလို့ဆိုမှ
အခုလိုမျိုးလာသူတို့စဉ်းစားပြန်ပြီးအမှန်တန်ကုသိုလ်ရတာဗျာတယ်ဒါကြတော့မပြောဘူးဗျဒီမဟာများကြတော့ဗျာဒါလာနေကြနော်ကဲသီလထောက်ပြီးပြီးဒါလာလေးခရအားရတိုက်တဲ့သူနေကြဆိုပြီးဆိုမှဖြင့်ထားရဲသောက်ပြီးပြီးတော့ပြောလိုက်တာတော့မှနားပါဘူးဗျာတော့ဟုတ်တယ်လားဗျာဟုတ်ပါလိမ့်ဗျာတော့ရောမှပဲတရားကြီးတွေကပြောဗျာအခုပြောပါဆိုတော့လှုပ်လို့ရတော့ရောမှတို့လည်းပဲအခုကစပြီးတော့သူတို့တရားအာယုနဲ့ဘယ်လိုနေဖို့ရသူတို့ထားပြီးတော့နေတာနဲ့ဒူပါရောဘုရားအာယုကိုစိတ်ဓာတ်ထားတော့ကိုကြီးရောဗျာအဲ့လိုကြီးနေပြီးတော့မှတခါဘုရားအဆုံးအမကိုယ်ကန္တာ၌မရွေ့အောင်ကြည်အောင်ထားတယ်ဗျာအဲဒီကြတော့ဘုရားအဆုံးမှကြီးရောဗျာအဲ့ဒီလိုစိတ်အားကြီးပြီးတော့ဒီရပြီဆိုမှဖြင့်လင်းအလုံးစုံတောင်းတာတွေအတိုင်းဝိစာချမ်းသာဒုက္ခတွေအကုန်ရကြရောဗျာအခုတိတ်တိတ်ကလေးဒီကမကြလားဗျာဟမ်မိကတော့ပါလားတိတ်တိတ်မိကတော့တတ်ပြီးအခုတော့ဟုတ်ကလားဗျာဒုမိဘတော်မှမပြောဘူးသူတို့တိတ်တိတ်မိကတော့တတ်ပါပြီဗျာဟုတ်ကလားဟမ်ဒီတောင်းနေတော့အဲ့လိုလိုနေကြဒါလာလိဖရာအာယုနဲ့ဟောတိုက်တဲ့သူတွေရှိတော့ဘုရားဆုံးမလို့မကြီးအောင်တယ်ဘာမှပဲထားအဲ့လိုထားပြီးတော့ထိုင်နေလေဖြစ်ပါဗျာမတ္တရလည်းပဲဖြစ်ပါဗျာလမ်းသွားရင်လည်းဒီလိုထားဖြစ်ပါဗျာစားဖို့တောက်ဖို့ရလို့ဒီလူရင်းလည်းပဲအခုလိုထားဖြစ်ပါဗျာအဲဒီတော့အလုံးစုံဖြစ်တဲ့သီလသမာဓိပညာတွေဥစ္စာတိုးတက်ပြီးတော့မြင့်မြတ်ပါရောအဲလိုမြင့်မြတ်ကြပြီဆိုမှဖြင့်ကိုယ်စီးပွားလို့ရှိပြီဆိုတော့ကိုယ်စီးပွားဟာဘယ်အခါမှမဆုံးလို့ခြင်းပဲနဲ့တိုးခြင်းမြင့်ခြင်းမြတ်ခြင်းပါရောမြင့်ခြင်းမြတ်ခြင်းတော့ကိုယ်ကမြင့်မှုမြတ်မှုတိုးမှုဥစ္စာတွေပဲကောင်းကောင်းလှလှသိထားတော့ဒီကသူတော်ကောင်းကြီးဟာမချတဲ့ဝိရိယနဲ့တွားတယ်ဆိုတာဒါမျိုးကြီးတွားတာဗျာအဲ့ဒါလို့အခုသူတို့အခုရှိတာဘုရားရှင်ဓမ္မောရောက်နေဘုရားဆုံးမှာရကြပါတဲ့ဘုရားရှင်ရဲ့တတိသားတတိသမီးတွေဥစ္စာအခုလိုတုတ်ကိစ္စအရှားပြားနဲ့အရာရာမှာလေးစားပြီးပြီဆိုတော့ကိုယ်ရင်ကလူသီလသမာဓိပညာတွေကိုတိုးစီတက်စီတွားစီပြီးတော့ကိုယ်လိုရင်းတဲ့ဘောဓိကိုအပြီးအဆုံးတိုင်ရောက်အောင်ပါလေဆောင်းယူရလူရပါဗျာအခုလည်းပဲအားလုံးတော့ဘုရားရှင်ရဲ့တတိသားတတိသမီးဖြစ်ကြတဲ့သူတော်ကောင်းအစာစားဒီဥပါဒကဥပါဒကီတွေမဟုတ်လားဗျာဟုတ်တယ်လားဗျာပြီးတော့ဘုရားရှင်ရဲ့တတိသားတတိသမီးပြီးရှေ့မှာဘုရားရှင်အမွေဖြစ်ပါတဲ့နိဗ္ဗာန်ကိုကောင်းကောင်းလှလာယူတာယူရတယ်ငါတို့လည်းပဲဘုရားရှင်နိဗ္ဗာန်အရှင်သခင်နိဗ္ဗာန်ပြည်ကြီးအရှင်သခင်ဖြစ်ပါတဲ့ဘုရားရှင်ရဲ့သားတော်သမီးတော်တွေဖြစ်တယ်ထို့သောဖြစ်သောကြောင့်ငါတို့လည်းပဲဘုရားရှင်ဝိငှပါတဲ့ပေးအပ်တော်မူပါတဲ့အမွေဖြစ်တဲ့နိဗ္ဗာန်ဒီဟူသောရှိပြည်ကြီးကိုသာသမီပြည်ပြီးဥစ္စာပဲရအောင်ဟာငါတို့လို့စိတ်ကိုဖြစ်ပြီးဒီကာလကြတော့ဒီအတိုင်းတိုင်းဟောအယူအသေးတိကိစ္စနိဝါဒအဖျားပြားတို့နဲ့အရာရာမှာဘေးရာမှာမလူရအောင်ဟာပြုပြီးပြီဆိုတော့ဟုတ်ကဲ့
သီလသမารီပညာတို့ကိုအသိအတိုင်းဟာအာနာမထားပဲနဲ့အချိန်တိုင်းမှာတူးစီတဲ့စီပြီးဆိုမှဖြင့်ကြည့်ခြင်းများတို့ပဲတို့နိဗ္ဗာန်ကိုအရာဝိရိယထူထောင်ပြီးတော့ယူကြကြိုးစားကြအားထုတ်ကြဗျာတောင်းတာရဲ့အတူတို့ဟာအကုန်လုံးပြီးအောင်မြင်ကြရောသူတို့ပြည့်တော်ကြောင့်ပြစ္ဆုတ်ပံသန္တရာနှစ်ပြားတောင်းတာရဲ့အတူတို့ကိုဤခြင်းကအလိုရှိကြတဲ့သူတော်ကောင်းအစာအစာတို့သည်ပြစ္ဆုတ်ပံသန္တရာနှစ်ပြားတောင်းတာရဲ့အတူကိုဤခြင်းငါစွမ်းနိုင်ပါတဲ့သီလကိုကြိုးစားပြီးတော့ဖြည့်ရခြင်းရာသီလ၌တည်ပြီးလင်ညစ်တဲ့ဖွယ်ဖြစ်တဲ့ပူဇော်မှုတို့ကိုကောင်းမွန်စွာစိတ်ထဲသဘောကျသလိုစီမံပြီးလင်ကိုယ်ပိုင်ဖြစ်တဲ့ဖြစ်စည်းတို့ကိုယ်တိုင်အလူဝတ္ထုကိုယူသည်အလူကံယူသည်စိတ်ဖြောက်မှစွာထားသူရကကိုမစေမပါမခိုင်းမဲ့နှင့်အလူဝတ္ထုလူကံယူသည်လို့စိတ်ဖြောက်မှစွာထားပြီးတော့အတူမရှိတဲ့ဘုရားရှင်ဘုရားသာသနာကိုဆက်ကလူဒန်းပူဇော်ခြင်းကိုပြုအလိုရှိရာနှစ်သက်တဲ့ဘောဓိစုနှင့်နိဗ္ဗာန်ကိုစံဝင်ရပါလို့ဤအခုလိုဆုတောင်းရာတောင်းလာတဲ့အတိုင်းပြီးစီအောင်မြင်၍နိဗ္ဗာန်ကိုစံဝင်ကြွားသွားတော်မူကြတဲ့သူတော်ကောင်းအစာတို့ရည်ရွယ်ခြင်းဟာမစွမ်းနိုင်အောင်များပြားတဲ့ဘောဓိဆိုတာသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတာမြင်တာကိုဘောဓိခေါ်တာဗျဘောဓိဒီသမ္မာသမ္ဗောဓိပစ္စေကဘောဓိသာဝကဘောဓိသာဝကတွင်မှဧကသာဝကမဟာသာဝကပဂရိသာဝကရဲ့လူအတိရှိတယ်ကိုယ်လိုရှိရာနှစ်သက်ရာဘောဓိနှင့်နိဗ္ဗာန်ကိုစံဝင်ရပါလို့ဤအခုလိုတောင်းကြတောင်းလာတဲ့အတိုင်းအောင်မြင်နိဗ္ဗာန်ကိုစံဝင်ကြွားသွားတော်မူကြတဲ့သူတော်ကောင်းအစာစားတို့ဟာမရေတွက်နိုင်အောင်များပြားတယ်။အားကြောင့်